မြန်မာပြည်ရဲ့လှပတဲ့ကြေးရွာလေးတရားမှာဖိုးတာတူလို့ခေါ်တဲ့သူတော်ကောင်းအဖိုးတူရှိတဲ့ဖိုးတာတူဟာရွာဦးကျောင်းကဘောဒီညောင်မင်းကြီးကိုအရန်တန်ဖို့ထားပြီးနေ့စဉ်ဂရုတစိုက်ပြုစုလေးရှိတဲ့မြန်မာ12လရာသီထဲမှာကစုံလဆိုတာနေအပူဆုံးလပေါ့ကစုံလညောင်ရည်သုံးဗုဒ္ဓနေ့အလွန်ထူးဆိုတဲ့အတိုင်းဒီလဟာအရန်ပူပြင်းလုံးလို့အိုင်တွေကန်တွေခန်းချောက်ပြီးတစ်ပင်တွေလည်းညှိုးနွမ်းကုန်ကြတယ်လေဒီနေ့မှာဖိုးတာတူရဲ့မြေးလေးမောင်ကျောင်းကမေးတယ်အဖိုးဒီလောက်ပူနေတာကိုဘာလို့ကျောင်းကိုရေအိုးကြီးတည်သွားနေရလဲယင်ဖိုးတာတူကမြေးလေးကိုပြုံးပြီးတာလေဒီနေ့ဟာကစုံလာပြည့်နေလေငါတို့ဖျားရှင်ဗုဒ္ဓဟာဒီလိုနေ့မှာပဲဖွားမြင်တော်မူတယ်ဖျားဖြစ်ကိုရောက်တော်မူတယ်ပြီးတော့ပြိဋိဘံဆွမ်းတော်မူခဲ့တာဒါကြောင့်ဒီနေ့ကိုဗုဒ္ဓနေ့လို့ခေါ်တာပေါ့ဖိုးတို့ကဗုဒ္ဓဘုရားရှင်ကိုပူဇော်တဲ့အနေနဲ့ဘုရားရှင်ပွေတော်မူရာဘောတိညောင်ကြီးကိုရှေလောင်းပြီးအေးမြအောင်လုပ်ပေးကြတာပေါ့ကွယ်ညနေဆောင်လို့နေရှိန်လေးလျှော့သွားတဲ့အခါမှာတော့ရွာသူရွာသားအပေါင်းဟာအဝတ်စားတစ်လေးတွေဝတ်ကောင်းမောင်မှာရေအိုးလေးတွေရက်ပြီးရွာဦးကျောင်းကိုစီတန်းပြီးထွက်လာကြတော့တာပေါ့အိုးစီပုံမောင်းတဲ့တွေနဲ့ရန်ကိုစီကားလာပါတယ်ဖိုးတာတူနဲ့မောင်ကျောင်းတို့လည်းရေအိုးလေးတွေကင်ပြီးညောင်ပင်ကြီးစီကိုရောက်သွားကြတယ်။ကဲနေလေညောင်ပင်ကြီးကိုရေလောင်းတဲ့အခါစိတ်ထဲမှာဖျားရှိကိုအာယုံပြုတ်ပြီးဖျားရှိအေးမြသလိုငါတို့လည်းအေးမြပါစေတတဝါအလုံးအေးမြပါစေလို့ဆုတောင်းရတယ်။ညောင်ပင်ကြီးရဲ့အမြင့်တွေတဲ့ကိုရေအေးလေးတွေရောင်းချလိုက်တဲ့အခါညှိုးနွမ်းနေတဲ့တည့်ရက်လေးတွေဟာပြန်လေလန်းဆန်းလာသလိုပဲလူတွေရဲ့စိတ်ထဲမှာလည်းအပူတွေငြိမ်းအေးပြီးကြည်နူးမှုတွေပြည့်စံနေတာပေါ့ညောင်ရည်တိုးပြီးတဲ့အခါဖိုးတာတို့ကမြေးလေးကိုဆက်ပြီးဆုံးမစကားပြောတယ်မြေးလေးညောင်ရည်တိုးနေဆိုတာတစ်ပင်ကိုရေလောင်းတာတည်းမဟုတ်ဘူးငါတို့ရဲ့စိတ်ထဲမှာရှိတဲ့အာဃာတတွေအမုန်းတရားဆိုတဲ့အပူတွေကိုလည်းမေတ္တာရေစင်နဲ့လောင်းချပြီးအေးမြအောင်လုပ်ရတာအကြမှာစစ်မှန်တဲ့ညောင်ရည်သွန်းပွဲဖြစ်မှာပေါ့အဲ့ဒီနေ့ကစားပြီးမောင်ကျောင်းလေးဟာကစုံလာပြီးနေလျှောက်တိုင်းညောင်ရည်သွန်းရုံတည်းမကပဲသူတစ်ပါးအပေါ်မှာလည်းအမြဲတမ်းမေတ္တာထားပြီးအေးအေးချမ်းချမ်းနေထိုင်တတ်တဲ့ကလေးလေးဖြစ်သွားပါတော့တယ်ကွယ်ပုံမြင်လေးကပေးခြင်းတဲ့တင်ငန်းစာကတော့ကစုံလာပြီးဗုဒ္ဓနေ့မှာညောင်ရည်သွန်းလောင်းခြင်းဖြင့်ဘုရားရှင်ကိုပူဇော်တကယ်တော့မိမိတို့ရဲ့စိတ်နှလုံးကိုလည်းမေတ္တာတရားဖြင့်အမြဲအေးမြအောင်ထားရှိသင့်ပါတယ်နောက်ထပ်ပုံမြင်ကောင်းလေးတွေမှာပြန်လဲဆုံတွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်ရှင်